အစာပိုင်းတော့ဒီလိုပါပဲအရင်ဆုံးကောင်းပြကြမယ်အဲ့သူယုံကြည်အောင်လုပ်ပြမယ်ဘဝတွေကိုရောက်နိုင်ဖို့အတွက်ဘလို့အားနည်းချက်တွေပဲရှိရှိဘလို့တစ်စိုက်တွေပဲရှိရှိချစ်ပေးနိုင်တဲ့အကြောင်းအာမခံချက်တွေနဲ့ချစ်ပြရတယ်တကယ်လည်းကိုယ့်ဘက်ကလည်းချစ်သွားရောကိုယ့်ဘက်ကဘာမှမလုပ်ပဲအကြောင်းပြချက်မရှိဘဝတွေကထွက်ခွာသွားတယ်တချင်ကသူနားလေးပေးမှပါလို့ပြောခဲ့တဲ့ကိုအားနည်းချက်တွေကလည်းနိုင်ကွက်တွေဖြစ်လာပြီးခြံနှင်းကြရဖြစ်လာခဲ့တယ်ချစ်လည်းမချစ်ချင်တော့လို့အချစ်လည်းမခံချင်တော့ဘူးနှစ်မျိုးလုံးကစိတ်ပင်ပန်းရတာကြီးပဲလူတွေရဲ့အကြည့်ကိုကျွန်တော်ကောင်းကောင်းနားလဲတယ်လူရဲ့စကားအတိတ်နဲ့ကိုကျွန်တော်ကောင်းကောင်းကြီးနားလဲတယ်ထုတ်ပြောဖို့ကလည်းမဖြစ်နိုင်မျိုးသိပ်ထားလည်းမနိုင်တော့ဘူးဆိုပါတယ်ဘဝတခုကိုကြိုက်လို့ပါပဲနာနေလဲမအော်ရဲဘူးမိသားစုပြဿနာအခြေပြဿနာထက်ပိုပြီးနာကျင်ရဲဆိုတာနားလဲပါတယ်ဒါပေမဲ့တယောက်ယောက်ကအဲ့ဒီဖြစ်ပျက်နှစ်ခုကိုတပြိုင်တည်းကြုံနေရပြီဆိုရင်အများကြီးချက်ပြီးနားလဲပေးနိုင်တဲ့လူတယောက်ဖြစ်အောင်စူးစမ်းနေပါတယ်ပြည့်စဲမှုရဲ့ relationship တိုင်းမှာကျွန်တော်ဟာသစ္စာရှိတဲ့လူတယောက်ဖြစ်ခဲ့ပေမဲ့နားလဲပေးနိုင်တဲ့လူတယောက်တော့မဖြစ်ခဲ့ဘူးကလေးဆန်ပြီးမရင်ကျက်တဲ့ကျွန်တော်ရဲ့စိတ်ပြက်စရာအချင်းဆိုရေးကြောင့်တစ်ဖက်လူစိတ်ကုန်သွားရခံစားရလို့ကျွန်တော်ပြစ်တွေလည်းမကင်းပါဘူး